တနေ့တော့မင်းသမီးလေးဟာတောအုပ်ထဲသူမရဲ့သူငယ်ချင်းများနဲ့ပန်းတွေကူးစော်ကစားရင်ပျော်ရွှင်နေတာပေါ့မင်းသမီးလေးလည်းပန်းတွေလိုက်ခူးရင်တောထဲမျက်စိလဲလာတာပေါ့ကွယ်မျက်စိလဲပြီးရောင်ချာဖြစ်နေခြင်းမှာတောအုပ်ထဲမှာကြားကြီးတစ်ကောင်ကသူမနောက်ကိုပြေးလိုက်လာပါတော့တယ်ကွယ်သူမလည်းကြောက်လန့်တကြားပြေးရင်တောနက်ထဲရောက်သွားတော့တာပါကွယ်ထိုအချိန်မှာတော့စုံမကြီးကတိရှိပြီးသူ့ရဲ့လက်ကွက်ကိုတုံးရန်မင်းသမီးလေးစီတလန်းချင်းရှောက်လန်းလာပါတော့တယ်ကွယ်စုံမကြီးဟာမင်းသမီးလေးကိုကူညီချင်းအောင်ဆောင်ပြီးမင်းသမီးလေးရဲ့လက်ကိုဆွဲပြီးသူမနေထိုင်တဲ့တဲအိမ်သို့ခေါ်သွားပါတော့တယ်မင်းသမီးလေးလည်းစုံမကြီးရဲ့တဲအိမ်ကိုတွေ့ပြီးကြောက်လန့်နေချိန်မှာပဲစုံမကြီးကမင်းသမီးကိုငှက်လောင်အိမ်ထဲထည့်ပြီးဖမ်းဆီးထားလိုက်တယ်ကွယ်မင်းသမီးလေးလည်းလောင်အိမ်ထဲမှာအကူအညီရရန်အော်နေရှာတာပေါ့ကွယ်မင်းသားလေးဟာမင်းသမီးလေးတောထဲမှာပျောက်သွားတာသိပြီးရှာဖွေရန်အတွက်တောအုပ်ထဲထွက်လာခဲ့ပါတယ်။တောအုပ်ထဲရှာဖွေမရစိတ်ညစ်ညစ်နဲ့ကြောက်တုံးကြီးပေါ်ထိုင်နေချိန်မှာပဲငှက်တကောင်ဟာသူ့ရဲ့ပခုံးပေါ်နားပြီးမင်းသမီးလေးကိုစုံမကြီးကဖမ်းဆီးသွားကြောင်းပြောပြရှာတယ်။တိတိပြီးချင်းမင်းသားလေးဟာတောအုပ်ထဲပြေးရှာပါတော့တယ်ကွယ်။အဲ့အချိန်မှာပဲစုံမကြီးကသူ့ရဲ့ကြားကြီးကိုဆေးလွတ်ပြီးမင်းသားနဲ့တိုက်ခိုက်ခိုင်းတာပေါ့ကွယ်မင်းသားလည်းစူးစမ်းပန်းစားတိုက်ခိုက်ရင်ကြားကြီးကိုဓာတ်နဲ့ထိုးချော့လိုက်တာပေါ့အဲ့အချိန်မှာပဲစုံမကြီးကရောက်လာပြီးမင်းသားကိုပြုတ်စားတော့တာပေါ့မင်းသားလေးကအယံမောပါနွမ်းနေနေပြီးစုံမကြီးရဲ့အပြုတ်အမှုကိုအံ့ဩနေတာပေါ့စုံမကြီးလက်ထဲကပန်းသီးကိုအားရပါရောကိုက်ပြီးစားချိန်စုံမကြီးကသူ့ရဲ့လက်ကိုလှမ်းဆွဲတော့လက်ကိုပြန်လှုပ်ဖို့သူ့ဆွဲရွတ်ဆွဲကြီးထစ်သွားတော့စုံမကြီးကတဟဟရီတော့တာပေါ့မင်းသားလေးလည်းအဲ့နေရာမှာပဲလဲကျသွားတာပေါ့ကွယ်စုံမကြီးကမင်းသားလေးကိုသူ့ရဲ့တဲအိမ်သို့ခေါ်သွားပါတော့တယ်ကွယ်တဲအိမ်ထဲကကရင်ပေါ်မှာထားထားတာပေါ့မင်းသားလေးလည်းမိညွန်နေတာပေါ့ကွယ်ထိုအချိန်မှာငှက်ကလေးကမင်းသားလေးရဲ့ခေါင်းထားလာပြီးနိုးရှာတာပေါ့ငှက်ကလေးလည်းမင်းသားလေးကိုကဲ့ထိုးခေါ်သွားတော့တာပေါ့ကွယ်မင်းသားလေးငှက်ကလေးခေါ်ဆောင်ရလိုက်သွားတာပေါ့အဲ့ဒီအချိန်မှာမင်းသမီးလေးရဲ့အကူအညီတောင်းတဲ့အတန်ကြားနေရတာပေါ့မင်းသမီးလေးလည်းငှက်လောင်အိမ်ထဲကနေအကူအညီရဖို့အော်နေရှာတာပေါ့ကွယ်ငှက်ကလေးနဲ့မင်းသားလေးလည်းလောင်အိမ်နေရာကိုရောက်ပြီးမင်းသမီးလေးကိုကယ်ထုတ်သွားပါတော့တယ်အချိန်မှာစိုးမကြီးကတိရှိသွားပြီးမင်းသားလေးနဲ့မင်းသမီးနောက်ကိုဒေါသတကြီးလိုက်ပြီးတိုက်ခိုက်ပါတော့တယ်ကဲတင်ရှင်ငှက်ကလေးကလည်းစိုးမကြီးကိုမော့အစိတ်ပလီးနဲ့ပြစ်ပေါက်ခွဲလိုက်တာစိုးမကြီးရှုံးနှိမ်သွားပါတော့တယ်ကွယ်မင်းသားနဲ့မင်းသမီးလေးလည်းပျော်ရွှင်ပြီးသူတို့ရဲ့တိုင်းပြည်ကိုကဲတင်ရှင်ငှက်ကလေးနဲ့အတူပြန်လည်ရောက်ရှိလာပါတော့တယ်ကွယ်